အားလုံးပဲမင်္ဂလာပါဒါ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ထုံးစံအတိုင်းပဲဒါပွဲစဉ်နှစ်ပွဲကိုတော့ရွေးချယ်ထားတယ်เนาะပထမပွဲစဉ်ကတော့ Nice နဲ့ Monaco ဒုတိယပွဲစဉ်ကတော့ Etico နဲ့ Betis ဒီပွဲစဉ်နှစ်ပွဲကိုလူတိုရှင်းနဲ့ပဲအမြန်ပြောပြပေးမယ်เนาะနေတိတ်မကောင်းနေလို့ပါလက်ချောင်းနေလဲနားလေလို့အတွက်ကြောင့်เนาะအခုလိုနားလေပြပါလို့ပြောချင်ပါတယ်ရှင်ကဲပထမဆုံး Nice နဲ့ Monaco ပွဲစဉ်ကိုအရင်ဆုံးပြောပြပေးသွားမယ်Nice ကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်သူက12ဂိုးတွင်းယူနိုင်ခဲ့တယ်ရှင်ရှုံးပွဲတာတပွဲတာပဲရှိတယ်Nice ကခြေစွမ်းအကောင်းကြီးတော့မဟုတ်ပေမဲ့လည်းပွဲတစ်ခုချင်းစီရဲ့ရာဂိုးကို3ဂိုး4ဂိုးအထိသူရာဂိုးယူနိုင်တာလေးလည်းတွေ့ရတယ်။မိုနာကိုကတော့နိုင်ပွဲတစ်ပွဲနဲ့ပေါ့နော်ဒီချန်ပီယံလိရှုံးထွက်အဆင့်ကိုတော့တက်ရောက်သွားနိုင်ခဲ့တယ်ရှင်။ကစားခဲ့တဲ့၅ပွဲမှာတော့ရှုံးပွဲတွေတည်ပွဲတွေကများနေတယ်။နှစ်သင်းစလုံးရဲ့ရမှတ်ကတော့ရှင်းစင်းနောက်ဆင့်မှာပဲရှိနေတယ်ရှင်။ရမှတ်တွေကတော့နှစ်သင်းစလုံးကတိတ်ပြီးတော့မကောင်းနေဘူး။မိုနာကိုပေးထားတယ်နော်ကိုပေါင်ကြီးကပြင်းနေတယ်3လုံး50ရှုံးတယ် body ကြီးကတော့တဝက်ရှုံးနေတော့ကြည့်ပေးထားတယ်နော် body ကြီးကအောင်နိုင်ပေမဲ့လည်းကိုပေါင်ကြီးကတော့မအောင်လိုက်ဘူးနော်ကိုပေါ်နိုင်ကြီးတော့ရှိတယ်ဒါကတော့ဒီဘက်ကိုအောက်လို့တော့သုံးတက်ထားတယ်ဒါနောက်ထပ်တစ်ပွဲက Etico နဲ့ Betis ဒီနှစ်သင်းကပေါ့နော်ရှေ့ရက်ကလည်းတွေ့ပြီးပြီအဲ့ဒီပွဲမှာဆိုရင် Etico ကရားလက်ကောင်းကောင်းနဲ့ပေါ့နော်ကစားခဲ့ရတယ်တွေ့ရတယ်နော်ဒီပွဲမှာရော Etico ကနိုင်ပွဲတွေထပ်ယူပါအောင်လားဒါနဲ့တူတူစောင့်ကြည့်ကြမယ်Betis ကလည်းဒီပွဲမှာတန်ပြန်ကစားလာမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ PK ကစားခဲ့တဲ့ပွဲမှာဆိုရင်5-0နဲ့သူရှုံးနေသွားခဲ့တယ်နော်ဒီပွဲမှာအနိုင်ယူဖို့ပြန်ပြီးတန်ပြန်ကစားမယ်လို့သိကြတယ်ရှင့်ဒီပွဲမှာဆိုရင် Etico ကပဲစပြီးကြည့်ခွင့်ထားတယ်တလုံး50ရှုံးတယ်ကိုပေါင်းက3လုံး50စားနေတော့ပေးထားတယ်Betisကလည်းတန်ပြန်ကစားလာမှာဆိုတော့ဒီပွဲကအနည်းဆုံး2-1လောက်တော့ဒီရဖို့များတယ်ကိုပေါ်နိုင်တယ်လို့ကိုအောက်နိုင်ကြီးလည်းရှိတယ်ဒါပေမဲ့တရေပွဲတော့တရေတော့မကြဘူးကွာတရားခံမှန်းချက်ကတော့ Etico body နဲ့ဒီကိုပေါ်ပါရှင့်အကိုလို့ကြိုက်ရင်တော့ကျူသုံးလို့ရတယ်မကြိုက်ရင်တော့ပတ်ကန်နိုင်ပါတယ်เนาะကဲဒီနေ့အတွက်ကတော့ဒီလောက်နဲ့ပဲရန်နာချင်ပါတယ်